ဒီနေ့ကျွန်တော်တို့ဟိုပါပေါ့နော်ဟို SARS and Rescue ပေါ့နော်ကျွန်တော်တို့တင်မောပေါ်မှာကျွန်တော်တို့ SARS and Rescue အတွက်ဘာပစ္စည်းရှိလဲဆိုတော့ကျွန်တော်တို့ဒီလူတွေတင်မောသားတွေထွေနေမှားတတ်တဲ့အရာတွေရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ SARS နဲ့ EPAT နဲ့ပေါ့နော်ကျွန်တော် page လေးမှာလည်းကျွန်တော်တင်ထားတယ်ပေါ့နော်ကျွန်တော်တို့လေးပြောမှာတော့ SARS ကြောင့်ပေါ့နော် SART ရဲ့အရှိတော်ကဘာလဲဆိုတော့ SARS and Rescue Transponder ပေါ့နော် SARS Rescue Transponder သူကကျွန်တော်တို့သင်္ဘောမှာဗမာရှိလဲဆိုတော့ကျွန်တော်တို့ AB လို့သတိထားမိမယ်ထင်တယ်ကျွန်တော်တို့ bridge မှာပေါ့နော် bridge ပင်ညာပေါ့နော် bridge ပင်ညာကျွန်တော်တို့တကားပေါက်နားလေးမှာကျွန်တော်တို့ SARS လို့ပြီးတော့ပင်ညာထားတတ်တယ်ပေါ့နော်တချို့သင်္ဘောတွေမှာကျတော့ကျွန်တော်တို့တချို့သင်္ဘောဆိုတာကကျွန်တော်တို့ enclosed totally enclosed space light bulb ရှိတဲ့ဟိုလေ light bulb ပင်ညာရှိတဲ့ light bulb သင်္ဘောမျိုးတွေပေါ့နော် free fall light bulb မဟုတ်ဘဲနဲ့ပင်ညာရှိတဲ့သင်္ဘောမျိုးတွေမှာဆိုရင်ကျွန်တော်တို့ SARS တွေကကျွန်တော်တို့ bridge မှာပင်ညာနှစ်ခုထားရတယ်ပေါ့နော်ကျွန်တော်တို့ဒီ abandoned ship ပြုတ်မဲ့ချိန်ကြရင်ကျွန်တော်တို့ကအဲ့ဒီ search bridge search ကိုကျွန်တော်တို့ duty ရရှိပေါ့နော် duty ရရှိကကျွန်တော်တို့ဖြုတ်ပြီးတော့ကျွန်တော်တို့ယူသွားမှာပေါ့နော်ဒါဒီကျွန်တော်တို့personal master list ပေါ့နော် duty and responsibility မှာပါပြီးသားပေါ့နော်ဘယ်လိုယူသွားရမလဲဆိုတာအခုကကျွန်တော်တို့တကယ်လို့ free fall live boat ဖြစ်လာတယ်ဆိုရင်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့သင်္ဘောတွေက live boat တွေက free fall live boat တွေဖြစ်လာတယ်အဲကျတော့ကျွန်တော်တို့ search တစ်ခုက bridge မှာရှိပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဗမာရှိတယ်ဆိုတော့ကျွန်တော်တို့ live boat တွေမှာရှိပါတယ်ပေါ့နော် free fall live boat တွေမှာရှိတယ်အဲဆိုတော့ကျွန်တော်တို့အဓိကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ search ရဲ့ကြီးရွယ်ချက်ကမှာသူ့ရဲ့ကြီးရွယ်ချက်ပါတယ်ပေါ့နော် purpose ကပါတယ်ဆိုတော့ကျွန်တော်တို့Visit the location of the vessel in distress or survival craft ကျွန်တော်တို့သင်္ဘောကဥပမာပေါ့နော်ကျွန်တော်တို့သင်္ဘောက financial ဖြစ်သွားတယ်ကျွန်တော်တို့ live boat နဲ့ဆင်းသွားတယ် live boat နဲ့ဆင်းသွားပြီးတော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့မလုပ်လဲဆိုတော့ကျွန်တော်တို့ live boat ပေါ်ရောက်သွားမယ်ပေါ့ထားပါ live boat ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့လာကယ်မဲ့လူတွေအနီးနားမှာရှိတဲ့သင်္ဘောတွေပေါ့နော်အဓိကတော့အနီးနားမှာဖြစ်နိုင်တာသင်္ဘောရှိမယ်အဲ့အနီးနားသင်္ဘောတွေလေးတွေပါလေတော့နောက်ပါပေါ့နော်အနည်းငယ်သင်္ဘောတွေအပြင်ကိုဒီကလောက်နိုင်မလားဆိုတဲ့အတွေးလို့ကျွန်တော်တို့က start ကိုကျွန်တော်တို့အသုံးပြုပါပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ start ကနေ transmit လုပ်တာပေါ့နော် transmit လုပ်ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့မိတာကဘယ် radar မိလဲဆိုတော့ကျွန်တော်တို့သင်္ဘောမှာကျွန်တော်တို့ bridge မှာကျွန်တော် radar နှလုံးရှိရလေ expand radar ရှိတယ် expand radar ရှိတယ်ပေါ့နော်ကျွန်တော်တို့အများဆုံးသိကြတာပေါ့အဲ့တော့ဘယ် radar မိမှာလဲဆိုတော့ဒီမှာရေးရတယ်ကျွန်တော်တို့ expand radar မိမှာပေါ့နော်expand radar 9 GHz 3 cm radar ပေါ့နော်အဲ့ radar ပဲမိမှာအဲ့တော့ကျွန်တော်တို့တမောပေါ်မှာတစ်ခါတလေကြာရင်ဟိုအရာရှိတွေကradar ကိုတစ်လုံးပဲဖွင့်တယ်ပေါ့နော်တစ်ခါတလေကြာတစ်လုံးပဲဖွင့်တယ်တစ်ခါကျနှလုံးလုံးဖွင့်တယ်ပေါ့တကယ်လို့တစ်လုံးနဲ့ဖွင့်ထားတဲ့ radar expand ဆိုတော့ပြဿနာမရှိဘူးပေါ့တစ်လုံးနဲ့ဖွင့်ထားတဲ့ radar expand ဖြစ်နေခဲ့တယ်ဆိုရင်ကျွန်တော်တို့အနီးနားမှာရှိတဲ့ distract ဖြစ်နေတဲ့သင်္ဘောတွေကျွန်တော်တို့ကို search ကိုလုပ်ဖွင့် transmit လုပ်ထားရဲဆိုရင်ကျွန်တော်တို့ expand ဖွင့်ထားရင်ကျွန်တော်တို့မိမှာပေါ့အဲ့တော့ကျွန်တော်တို့က expand ဖွင့်ထားမှာပြီးပါဘူးเนาะကျွန်တော်တို့သဘောမှာကျတော့ဟိုကျွန်တော်တို့ expand radar တွေရဲ့ mechanism ပေါ့နော်သူတို့ကိုအနားပေးတဲ့အနေနဲ့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့အလှည့်ကျ3လေးရှိတယ်ပေါ့နော်တကယ်တမ်းကတော့ကျွန်တော်တို့ expand ကအများကြီးဖွင့်ထားမှာပေါ့နော်အဲ့တော့ expand ကို3တဲ့ချိန်မှာမိတယ်ပေါ့နော်ဒါကကျွန်တော်တို့အဲ့တော့ expand မမိဘူးပေါ့နော် expand တစ်ခုတည်းမှာပဲ detail လုပ်နိုင်မယ်ပေါ့နော်အဲ့တော့သူကကျွန်တော်တို့ဒီထဲမှာဒီကတော့ကျွန်တော်တို့ဒီအကိုတို့ပေးရတဲ့အတိုင်း seamanship examiner ပေါ့နော်မဟုတ်ကျွန်တော်တို့seamanship စာအုပ်ပေါ့နော် seamanship လုပ်တယ်ကကျွန်တော်တို့ပါတဲ့စာလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ search ကကျွန်တော်တို့ခုနပြောတဲ့ expand 3 cm radar မှာ detect လုပ်မယ်အဲ့တော့သူ့ကိုဘယ်လို test လုပ်မယ်ပေါ့နော် test လုပ်မယ်ဆိုတော့ရှင်းပါတယ်ကျွန်တော်တို့အဲ့ဒီဟာလေးကိုဒီမောမှာရှိရဆိုတော့လေ့လာကြည့်ပေါ့နော်ကျွန်တော်တို့အရာကြီးကိုပြခိုင်းကြည့်ပေါ့ flash လေးကကျွန်တော်တို့ဒီမောရဲ့ဘယ်ညာတကားပေါက်နာလေးမှာရှိတယ် search လို့ရေးထားတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ဟိုတာလေးနဲ့ထိန်းထားတယ်ပေါ့နော်အဲ့ဒီဟိုတာလေးကနေအရင်ဖြုတ်လိုက်ပေါ့ဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနီးနားမှာဖြစ်နိုင်တော့အနီးနားမှာ open water ပေါ့ open sea ပေါ့ဗျာကျွန်တော်တို့အနီးနားမှာဟိုမှာ Pacific Ocean နဲ့ရောက်နေတာမျိုး Indian Ocean နဲ့ရောက်နေတာမျိုးအနီးနားမှာဘာသင်္ဘောမှမရှိဘူးဆိုရင်မဟုတ်လို့ကျွန်တော်တို့က test လုပ်ရတယ်ဆိုရင်တခြားသင်္ဘောက detail လုပ်ပြီးသွားပြီတကယ် distress ဖြစ်နေတဲ့ထင်မှာဆိုလို့ပေါ့နော်တကယ်တော့အဲ့လိုမလုပ်ဘဲနဲ့ open sea သွားတဲ့အချိန်မှာကျွန်တော်တို့များတော့ဘယ်လိုလေးရှိရတော့ဥပမာပေါ့နော် second mate အချိန်မှာလုပ်တယ်ဆိုရင်ဒါကတော့ဥပမာ second mate ကိုthird mate ကအဲ့ဒါလေးယူသွားတယ်ယူသွားပြီးတော့ကျွန်တော်တို့ဟိုbrief winner ကိုထွက်တယ်ပေါ့နော် brief winner ဟိုအစုံဘက်လောက်ကိုထွက်လိုက်ထွက်ပြီးသွားမှကျွန်တော်တို့အဲ့ဒီ search မှာပါတယ်ဆိုတော့ test pattern လေးပါတယ်အဲ့ test pattern လေးကိုကျွန်တော်တို့ကနှိပ်လိုက်တယ်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီ
radar ပေါ့နော်အဲ့ဒီ radar မှာကျွန်တော်တို့3 cm radar ပေါ့နော်အဲ့ဒီကျွန်တော်တို့ expand radar အဲ့ဒီ expand radar မှာကျွန်တော်တို့ကဘယ်လိုပေါ်လာမလဲဆိုတော့ကျွန်တော်တို့ကအရင်နီးတဲ့အတွက်ကျွန်တော်တို့ rain လေးတွေဖြစ်သွားမယ်ဒီလို wine wing လေးတွေပေါ့နော် wine wing လေးတွေပေါ်လာဒါကနီးတယ်ကိုပြတာပေါ့ဒီလိုဝေးတယ်12မိုင်နေအထက်ဝေးနေရဆိုရင်ကျွန်တော်တို့ကဘယ်လိုပေါ်မလဲဆိုတော့12 to 20 dots ပေါ့နော်12 to 20 dots လေးပေါ်မယ်အဲ့တော့ကျွန်တော်ပြီးရင်ဗီဒီယိုလေးနဲ့ပြပြီပေါ့နော်အဲ့လိုလေးပေါ်မယ်ပေါ့နော်အဲ့လိုလေးပေါ်မယ်အဲ့ဒါဆိုရင်ဒါကျွန်တော်တို့က start detail လုပ်နိုင်တယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကအရာရှိတွေကတစ်ခါတလေကျရင်စိတ်ကမ်းမှာ BSC တက်လာတော့ဘာလို့ဆိုရင် post rate control တက်လာတဲ့အခါမှာဆိုရင် post rate control ကမေးတက်တယ်အဲစမ်းပြဆိုရင်ကျွန်တော်တို့ကစမ်းပြတက်ရတယ်ပေါ့နော်စမ်းပြပြီးတော့သူ့ကိုအဲ့လိုပေါ်လေးပြရတယ်ပေါ့နော်ဒါမှဟိုကောင်းတယ်ပေါ့နော်အဲ့တော့ပြီးရင်ဘာတွေစစ်ရမလဲဆိုတော့ကျွန်တော်တို့ search မှာကျွန်တော်တို့သူ့ရဲ့ expire battery date တွေစစ်ရမယ်တကယ်လို့ battery က expire date တွေကိုကတ်ထား battery မကုန်ကန်သေးဆိုရင် battery ကိုလဲရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မှာပေါ့အနည်းဆုံး renew the battery at least every 4 year မှာတော့လဲပြရမယ်ပေါ့နော်ဒါကတော့သူ့ရဲ့ maker ပေါ်လည်းမူတည်သေးတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့စမ်းတာပြုတာတွေ test လုပ်တာတွေဘာတွေကိုကျွန်တော်တို့သင်္ဘောမှာ bridge မှာရှိတဲ့ GMB asset logbook ပေါ့နော် radio logbook လို့လည်းခေါ်တယ်အဲဒီ radio logbook တွေမှာလည်းကျွန်တော်တို့ဒီနေ့တော့ဒီချိန်မှာအဲ start ကို test လုပ်တယ်ပေါ့နော်ဘယ်သူက test လုပ်တယ်ဆိုပြီးတော့ find ဖို့ပေးရတယ်ပေါ့နော်ဒါလေးလုပ်ပေးရတယ်အဲဆိုတော့ဒါကဟိုပါပေါ့နော်ဒါကကျွန်တော်တို့ဒီမှာပေါ့ဒါ bridge မှာတက်ထားတဲ့ဟာမျိုးလေးပြတာဒီလိုပုံစံလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ test ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်ဒါ test ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ရွှေ့ပြီးတော့ဒီမှာတော့ off နဲ့ on နဲ့ကြားမှာကျတော့ကျွန်တော်တို့ safety pin လေးခံထားရပေါ့နော်တကယ်လို့ဒါကတော့တကယ်ကို activate distress ဖြစ်တဲ့အချိန်မှာ activate လုပ်တာဟိုက test လုပ်တာပဲဆိုတော့ဒီလိုမျိုး activate လုပ်တဲ့ဟာလေးကို pin လေးဖြုတ်ပြီးတော့အောက်ကိုဆွဲချလိုက်ရပေါ့နော်ဒါဆိုဒီမီလေး indicator လေးပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးတစ်ချက်ကြည့်လိုက်ပါပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုလေးတစ်ချက်ကြည့်လိုက်ရအောင်ပေါ့နော်ကျွန်တော်တို့ဒါ radar screen ပေါ့နော်ကျွန်တော်တို့ဒီပေါ်မှာဒီခုနကကျွန်တော်ပြောတဲ့ H-band radar screen H-band radar screen မှာကျွန်တော်တို့တွဲနဲ့တကယ်နိုင်ပေါ့နော်တွဲနဲ့တကယ်နိုင်ဒီနေရာပေါ့နော်ကျွန်တော်တို့အဲ့လို search ကကျွန်တော်တို့ခုနကကျွန်တော်တို့ activate လုပ်လိုက်တယ်ပေါ့နော်ခုန activate လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အနီးနားကတင်မောမှာ12မိုင်နဲ့အထက်12မိုင်နဲ့အထက်ဆိုရင်တင်မောတွေမှာဆိုရင်ကျွန်တော်တို့အနီးနားမှာတွဲတော့ပေါ့နော်တွဲto 20 တော့လေးအဲ့လိုအဆက်လေးပေါ့14ပေါ်လာတယ်ဆိုရင်ဒါကဒါဆိုကျွန်တော်တို့သမောနာမှာ disrupt ဖြစ်နေတဲ့တခုခုကညွန်ပြနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအဆက်လေးတော့ကိုကျွန်တော်တို့ကသမောကကျွန်တော်တို့ course ပြောင်းပြီးတော့ကျွန်တော်တို့လိုက်ရမှာပေါ့နော်ဒါ course ပြောင်းပြီးလိုက်ရမယ်ကျွန်တော်တို့မပြောတော့ဘူးပေါ့နော်ဟိုမှာတကြီးကိုခေါ်လိုက်ပဲအဲ့ဒါရထားလိုက်တော့ပေါ့နော်ကျွန်တော်တို့ကအဲ့ course ကိုကျွန်တော်တို့ကဆက်သွားမှာပေါ့နော်ဒါတော့ကျွန်တော်တို့ခုနကပြောထားတဲ့အတိုင်းပဲ SAS က Science Rescue Transponder နော်ကျွန်တော်တို့ radar နဲ့ဘယ်လိုလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ radar Monkey Island မှာလေကျွန်တော်တို့ဒီလိုလေနေတဲ့ဟာတွေရှိတယ်နော်ကျွန်တော်တို့ဒီလိုလေနေတဲ့ဟာတွေရှိတယ်လေဒါကျွန်တော်တို့ radar expand တစ်လုံးအတွက် expand တစ်လုံးအတွက်ရှိတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ radar လေနေတဲ့ဟာတွေကျွန်တော်တို့ဒီ wave ကဟိုဘက်ဒီကောင်းလေးလွှင့်တယ်ဒီ wave ကဒီလိုပြန်ရိုက်ပြီးတော့ကျွန်တော်တို့ကဒီကောင်း detect လုပ်တာပေါ့နော်အခုဆိုရင်ဒါတွဲတော့လေးတွေပေါ်မယ်ပေါ့နော်တွဲတော့နဲ့တွဲto 20တော့ပေါ်မယ်ဒါဆိုအဲ့ဒီမှာပေါ်လာပါနော်
ဒါခုနကကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲ maintenance ဘာလို့လုပ်လဲဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုတက်တက်ပြပြတော့ clean and dry ပေါ့နော် dry ဖြစ်နေအောင်ထားမယ်နောက်တော့ new pack ပေးနေရရှိနေတော့ပေါ့နော်ဒါတွေကတော့ပုံမှန်လုပ်တဲ့အတိုင်းပဲပေါ့နော်နောက်တစ်ခုက battery check battery ကိုစစ်မှာပေါ့နော်ခုနကလိုအဲ့ဒီ battery က expiry date ကိုစစ်ပြီးတော့ expiry date ကိုကိုကမှတ်ထားပေါ့နော်နှုတ်မှတ်တာပေါ့နှုတ်မှတ်တာပြီးအနားမှာလည်းကျွန်တော်တို့ label date လေးလည်းကတ်ထားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ battery ကဘယ်တော့ကုန်လဲဆိုတာသိရတယ်ပေါ့နော်ပြီးခုနကကျွန်တော်ပြောတယ် monthly ဘယ်လိုလဲ test လုပ်မယ် test လုပ်ရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့လုပ်ပြီး test လုပ်ပြီးသွားရင်ကျွန်တော်တို့ခုနပြောတဲ့ radio logbook radio GMS logbook ME asset logbook တွေမှာကျွန်တော်တို့ DT ပြရမယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ပါတယ်ပေါ့နော်ဒါလေးကtest ပါတယ်ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ဒီကောက်ကိုအပေါ်ဆွဲတင်လိုက်မယ်ဆိုရင်ဒါ push to test position ထားလိုက်မယ်ဆိုရင်ဒီ light လေးရလိမ့်မယ်ပေါ့နော်ပြီးကျွန်တော်တို့ radar မှာကြတော့ကျွန်တော်တို့ခုနကပြောသလိုလေကျွန်တော်တို့ကအရင်နီးနေပြီလေကျွန်တော်တို့ radar နဲ့ nose runner base runner ဆိုတော့အရင်နီးနေအရင်နီးနေဆိုကျွန်တော်ခုနကပြောလဲကျွန်တော်တို့ circle ဖြစ်သွားတယ်မဟုတ်ခုနတော်လေးတွေဖြစ်လာတာလေအရင်နီးတဲ့အချိန်မှာကျွန်တော်တို့ circle ဖြစ်လာတယ်ပေါ့နော်အဲ circle ဖြစ်လာတဲ့ဒါကိုကျွန်တော်တို့ပြပြတာပေါ့နော် circle ဖြစ်လာအဲဒီမှာ circle ကို radar မှာဆိုတော့ကိုစမ်းနဲ့ test လုပ်တယ်ဆိုတော့ circle ပဲပေါ်မှာပေါ့နော်တော်တော့မပေါ်လာဘူးပေါ့ circle ပဲပေါ်လာမယ်အဲဒါလေးပြတာဒါကတော့ကျွန်တော်တို့ search ကိုဗာပြရတော့တကယ်အသုံးပြုတဲ့အချိန်ကိုပြောတာပေါ့နော်ခုနကကျွန်တော်ပြောတယ်တကယ်အသုံးပြုတဲ့နေရာအတွက်ကျတော့သူကမတော်တဆထိပြီးပွင့်နေမှာကြောက်လို့ကျွန်တော်တို့ပင်ခံတာပေါ့နော် safety pin တွေခံ safety တွေကိုဖြုတ်မယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ switch ကိုဆွဲချမယ်ပေါ့နော်ဒီမှာကဲလို့ light indicate ဖြူအောင်လေးပြလိုက်ဆိုရင်ဒါကတော့ search ကိုသုံးနေပြီပေါ့နော်တကောလို့ပြောတက်နိုင်သမျှကျွန်တော်တို့ search ကိုကျွန်တော်တို့ live book ထားပါတော့ live book မှာကျွန်တော်တို့ယူသွားတယ်ဆိုတော့တက်နိုင်သမျှမြင်းနေမြင်းမြင်းတဲ့လောက်ထားပြီပေါ့နော်အဲ့ဒါတချို့ live book တွေမှာကျွန်တော်တို့ search ထားမယ့်နေရာလေးတက်တက်လုပ်ထားတယ်အဲ့နေရာလေးမှာကျွန်တော်တို့ထားမှာပေါ့နော်တက်နိုင်သမျှကျွန်တော်တို့ကဒီခုန S SMS တက်နိုင်သမျှပေါ့နော်တက်နိုင်သမျှကျွန်တော်တို့အမြင့်မှာထားဆိုတော့ကျွန်တော်အမြင့်မှာထားပြရမှာတကယ်လို့ဒီလိုမျိုးနေရာလေးမှာသွားထားတယ်ဆိုရင်ကျွန်တော်တို့ဒီကောင်းလေးလွှင့်တဲ့ဟာကိုကျွန်တော်တို့တခြား radar လေးကျွန်တော်တို့ detail လုပ်နိုင်အားကတော်တော်နည်းတော့ပဲပေါ့နော်ပါပေါ့နော်အနည်းဆုံး1 meter mountain height ပေါ့နော်ဒီကျွန်တော်တို့ရေမျက်နှာပြင်ကနေအနည်းဆုံး1 meter mountain height ရှိအောင်ကျွန်တော်တို့ထားပြရမယ်ပေါ့နော်ဒါကကျွန်တော်တို့ရဲ့ battery ဘယ်လောက်ခံလဲပေါ့နော် battery ဘယ်လောက်ခံလဲဆိုတော့ကျွန်တော်တို့ပြောတာအဲ့ဒါဘယ်လိုကွာလဲတော့ standby mode ရှိတယ်ကျွန်တော်တို့က transmission mode ရှိတယ် standby mode ဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ခုနကလိုကျွန်တော်တို့ safety pin လေးဖြုတ်လိုက်တယ်ဖြုတ်ပြီးကျွန်တော်တို့ကon ဆိုတဲ့နေရာလေးမှာထားလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ဒီ line indicator လေးဖြူလေးပေါ်နေရမလားအဲ့လိုဒါကိုက distract ဖြစ်နေတဲ့ဒီမှာကိုကဖွင့်ထားလိုက်တယ်ပေါ့အဲ့ဒီဖွင့်ထားလိုက်တဲ့ဟာကဖွင့်ထားလိုက်တဲ့ဟာဘယ်လောက်ကြာပြီးဖွင့်နိုင်မလဲဆိုတော့96 hour အထိဖွင့်နိုင်ပါမယ်တဲ့4D ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က standby mode လို့ခေါ်တယ်နောက်တစ်ခုက transmission mode ဆိုတာဘာလဲဆိုတော့ဒီလိုဖွင့်ထားလိုက်ပြီဥပမာပေါ့နော်ကျွန်တော်ဥပမာပြောပြမယ်ကျွန်တော်တို့ရေထဲမှာကျွန်တော်တို့က12နာရီလောက်ရှိပြီ12နာရီရှိပြီကျွန်တော်ကဒီမှာဖွင့်ထားလိုက်ဖွင့်လိုက်ဆိုတော့ဖွင့်ထားလိုက်တဲ့အတိုင်းဒီအဖြူလေးပဲပေါ်နေမှာပေါ့နော်အဖြူလေးပေါ်နေမယ်ဒါဆိုဖွင့်ထားလိုက်တယ်နိုင်ကြပါ transmission mode ဆိုတာဘာလဲဆိုတော့ဖွင့်ထားလိုက်ပြီးတော့ကျွန်တော်တို့ဒီ search ကိုတခုခုက detect လုပ်မိသွားတယ် detect လုပ်သွားတယ်ဆိုတော့တခုခုကဖမ်းမိသွားတယ်ဘယ်လိုဖမ်းမိသွားလဲဆိုတော့ဥပမာတခြားသင်္ဘောအနီးနားမှာသင်္ဘောတစ်စီးကဖြစ်လာတယ်သူက expand ဝေးတာဖွင့်ထားတယ်ဖွင့်ထားပြီးသူ့ရဲ့ expand မှာကျွန်တော်တို့ရဲ့ဒီ search ကိုတွားပြီး detect လုပ်မိနေတယ်ထိပေါ်ကကျွန်တော်တို့ဖမ်းမိသွားတယ်ဖမ်းမိသွားတယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ transmission mode လို့ခေါ်တယ် transmission ဖြစ်သွားတာပေါ့အဲ transmission mode ဆိုရင်
ဖမ်းမိနေတဲ့အချိန်ကနေစပြီးတော့တောက်လျှောက်ဖမ်းမိနေဆိုရင်တဲ့အဲ့ဒါက8နာရီပဲခံပါပဲတဲ့ပြောနေတဲ့သဘောပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီတိုင်းဖွင့်ထားတယ်ဘယ်သူမှမရှိဘူးဘယ်သူမှလာခဲ့မယ်ဆိုတော့မသိသေးဘူးဖွင့်ထားတယ်အဲ့လိုမျိုးအချိန်ကဘယ်တော့ခွာမယ်ဆိုတော့96 hour ကို standby mode ထားပြီးမှခံမယ်အဲ့လိုဖွင့်ထားပြီးသင်္ဘောတစ်စီးပဲဖြစ်ဖြစ်နောက်တစ်ခုက husky တစ်ခုခုကပဲဖြစ်ဖြစ်ဒါမှ show စင်တစ်ခုခုကပဲကိုယ် detect လုပ်ပြီးသွားတယ် detect လုပ်ပြီးသွားတဲ့အချိန်ကစပြီးတော့ဘယ်နာရီပဲခံမယ်ဆိုတော့8နာရီပဲခံမှာပေါ့နော်အဲ့တော့ detect လုပ်ပြီးရင်8နာရီပဲခံမယ်နော်အဲ့ဒါလေးပြောပြရအောင်ဒီအဲ့ဒါကြောင့်ဒီဆောင်းဝင်းမှာဆိုလဲဒီ standby mode နဲ့ transmission တော့ဘယ်လောက်ကျွန်တော်တို့ order မှာဆိုပြီးတယ်ပေါ့နော် flash မှာ battery ကဘယ်လောက်ခံလဲအမှဒါဆိုရင်ဆရာ standby mode ဆိုရင်96 hour ခံတယ် transmission mode ဆိုရင်တော့8နာရီခံတယ်ပေါ့ဒါလေးကျွန်တော်တို့ရှင်းပြတတ်မယ်ပေါ့နော်သူကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့က search ကနှစ်ခုရှိရလေနှစ်ခုရှိတော့နှစ်ခုလုံးယူသွားတယ်ယူသွားပြီးတော့ကျွန်တော်တို့က live ပုတ်ထဲမှာနှစ်ခုလုံးကိုတခါတည်းအဲ on စရာမလိုဘူးလေမလိုဘူးသိလား on စရာမလိုအဲ့ဒါနှစ်ခုလုံး on နေပါဆိုနှစ်ခုလုံး on နေဆိုကျွန်တော်နစ်နာသွားတာပေါ့ဗျာဥပမာကျွန်တော်တို့ဘယ်ချိန်လာခဲ့မယ်ဘယ်သူက detail လုပ်မယ်ဆိုတာမသိဘူးလေမသိရတော့ကျွန်တော်တို့ကဖွင့်ထားတယ်ဥပမာပထမဆုံးစတစ်ခုကိုစသုံးမယ်ဒီကောင်သုံးတယ်ဥပမာ96နိုင်သုံးလိုက်တယ်ဘက်ထရီကုန်သွားတယ်ဘယ်သူမှ detail လုပ်ပြီးဘယ်သမောကမှ detail မလုပ်ပြီးသွားဘူးအဲ့ချိန်ကျမှနောက်စတစ်လုံးသုံးပေါ့နှစ်ခုလုံးပြန်မသုံးအောင်ပြောတာပေါ့နော်ပြန်သုံးတော့ useless ပေါ့နော်သုံးဘာမှသုံးမဝင်ဘူးပေါ့ ကျွန်တော်တို့ live book ထဲမှာခုနကကျွန်တော် live book equipment ပြောတဲ့ချိန်ညာကြီးပါမယ်ပေါ့နော်ကျွန်တော်တို့ live book equipment မှာကျွန်တော်တို့ဒီ radar reflector လေးပါတယ်အဲ့ဒီ radar reflector နဲ့ search နဲ့ကိုတွဲမဲ့သုံးတယ်ပေါ့နော်တွဲမဲ့သုံးတယ်ကိုပြောတာဘာကြောင့်လဲဆိုတော့ဒီ radar reflector ဆိုတာကလေကိုယ့်ဟို detect လုပ်နိုင်အားပို့ကိုယ့်ရဲ့ live book ကတီးတော့ဒီ radar တွေ detect လုပ်နိုင်အားကောင်းအောင်ဆိုပြီးတော့ radar reflector ကိုထောက်တာပေါ့နော်အဲ့တော့ search ကိုမသုံးတဲ့အချိန်မှာ radar reflector ကိုထောက်တာပေါ့ radar မထောင်တဲ့အချိန်မှာကျွန်တော်တို့ search ကိုသုံးပေါ့နော်အဲ့လိုသဘောတရားဒါဆိုခုနကကျွန်တော်တို့ပြောတယ်dog လေးတွေပေါ်လာပါတော့12မိုင်မှာပေါ်လာတယ်ကျွန်တော်တို့တင်မောကိုကျွန်တော်တို့ရဲ့နေရာကိုတခုခုကတင်မောတစ်စီးစီက detect တင်မောတစ်စီးရဲ့ radar expand radar တွေကျွန်တော်တို့ပါနော်ဒါတွေပြောဒါဆိုရင်ကျွန်တော်တို့ light က distinctive light flat ပေါ့နော် flexion လေးဒီလိုပြနေပြီဆိုရင်တဲ့ it had been detected ဖြစ်နေပြီဆိုတော့သဘောကကျွန်တော်တို့ပြောစရာဖြစ်လာပြီပေါ့ဟာကျွန်တော်တို့ကိုသင်္ဘောတစ်စီးစီးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီသင်္ဘောတစ်စီးစီးပဲဖြစ်ဖြစ်ကျွန်တော်တို့ husky တခုကယ်သေးတခုခုပါပြီကျွန်တော်တို့ detect မိနေပြီ detect မိနေတဲ့သဘောကျွန်တော်တို့စီကျွန်တော်တို့အနီးနားမှာကျွန်တော်တို့ကယ်ဆယ်မဲ့သူရောက်လာပြီဆိုတဲ့သဘောပေါ့နော် အဲ့ဒီအချိန်မျိုးကိုကျွန်တော်တို့ခုနကဗာပြောလဲ transmission mode ကိုခေါ်တယ်နော်အဲ့ transmission mode ကကျွန်တော်တို့8နာရီခံမယ်ပေါ့နော်အဲ့ဒါကိုပြောတာပြီးရင်ဒီခါကျရင် audible signal ပေါ့နော်အလန်းလေးလည်း may also sound ဒါကတော့တိုက်ပုံမူတည်တယ်တချို့တိုက်တွေမှာတော့ကျွန်တော်တို့အလန်းပေးတယ်ပေါ့နော်တချို့တိုက်တွေမှာတော့အလန်းမပါဘူးပေါ့နော်ဒီ flashing နဲ့ပါတယ်ပေါ့
ဒါကတော့ကျွန်တော်တို့ခုနကကျွန်တော်တို့အရင်ကသင်ထားတဲ့ rocket parachute flare ပါတစ်ခါတွဲပြောသွားတာပေါ့နော်သူကတော့ဥပမာကျွန်တော်တို့ search ကိုသုံးတယ်ခုနကတို့ transmission တစ်စီးစီးကကျွန်တော်တို့မိပြီဆိုတာမိနေပြီပေါ့နော်တစ်စီးစီးရဲ့ radar တွေကျွန်တော်တို့မိနေပြီဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့ distract ဖြစ်နေတာကိုသိတောင်သွားအောင်အဲ့ချိန်မှာကျွန်တော်တို့ညဘက်လိုမျိုးဆိုရင်ကျွန်တော် rocket parachute flare ကိုထုတ်သုံးပေါ့နော်ပို့ပြီးတော့ဟာတကယ်ထုတ်သုံးလိုက်လို့ဆိုရင်ဒါဆိုသိသိသွားပြီကျွန်တော်တို့ radar မှာလည်းတစ်ဖက်သင်္ဘောကြည့်မယ်ဆိုလည်း radar မှာလည်းကျွန်တော်တို့ search ကိုမိထားတယ်ကျွန်တော်ဒီ rocket parachute flare ကိုလည်းတွေ့လိုက်တယ်ဆိုရင်ဒါသင်္ဘောတစ်စီးစီးကတစ်ခုခုက distract ဖြစ်နေပြီပေါ့နော်ဒါကိုသိကြသိအောင်ပေါ့နော်ဒါလေးကကျွန်တော်တို့ဘာကိုပြချင်တာလဲဆိုတော့ခုနကျွန်တော်တို့ dog လေးဖြစ်တယ်မလား12မိုင်တက်မှာ dog ဖြစ်တယ်တဖြည်းဖြည်းကျွန်တော်တို့နီးလာပြီပေါ့နော်ဥပမာကျွန်တော်တို့10မိုင်လောက်ရောက်ပြီ10မိုင်လောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုတော့ arc လေးဖြစ်သွားတယ်ပေါ့နော်ဒီလိုဒီ circle အပြည့်မဟုတ်ဘဲနဲ့ arc လေးဖြစ်သွားတယ်သဘောက dog ကနေ arc လေးပြောင်းသွားပြီဆိုရင်တဖြည်းဖြည်းနဲ့နီးလာပြီဆိုတဲ့သဘောပေါ့နော်ဒါကတော့ကျွန်တော်တို့ကသွားကြရမယ့်အနေအထားပေါ့နော်ကျွန်တော်တို့ကကြားသမောကလောက်တာကိုကျွန်တော်တို့ကဖမ်းမိတယ်ဖမ်းမိတဲ့အချိန်မှာကျွန်တော်တို့က dog လေးကိုတွေ့တယ်တော့တွဲတူ20တော့တွေ့တယ်တွေ့ပြီးတော့ကျွန်တော်တို့အဲ့ဒီနောက်ကိုလိုက်တယ်ပေါ့အဲ့တော့လိုက်ရင်နီးလာပြီဆိုရင်ကျွန်တော်တို့10မိုင်လောက်နီးလာပြီဆိုရင်ကျွန်တော်တို့ဘာပြောရလဲဆိုတော့ကျွန်တော်တို့ arc လေးတွေပေါ်လာလို့เนาะအဲ့ဒါလေးပြောချင်တာတဖြည်းဖြည်းနဲ့ပိုနီးလာပြီ arc ကပိုကြီးလာပြီเนาะ ပိုကြီးလာပြီပိုကြီးလာပြီကြီးလာပြီပိုကြီးလာရင်လည်းတဖြည်းဖြည်းနဲ့နောက်ဆုံးမှာလုံးဝကိုနီးသွားပြီပေါ့နော်ဥပမာကျွန်တော်တို့2မိုင်2မိုင်3မိုင်ဝန်းကျင်ပေါ့2မိုင်3မိုင်ဝန်းကျင်တာရောက်နေပြီကျွန်တော်တို့သွားကြည့်နေရောက်နေပြီ2မိုင်3မိုင်ဝန်းကျင်နေတာဖြစ်နေပြီဆိုရင်ကျွန်တော်တို့စာကယ်ဖြစ်သွားပြီကျွန်တော်တို့ဒါအနီးနားမှာတေချာစောင့်ကြည့်ရအောင်လို့ပေါ့နော်ကျွန်တော်တို့ကယ်ဆယ်မဲ့ survival craft အနေနဲ့ရောက်နေပြီပေါ့နော်အဲသဘောကိုပြောနေတာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ကအရန်နီးွားအချိန်မှာကျွန်တော်တို့ကစာကယ်ဖြစ်သွားတဲ့ကျွန်တော်တို့ကတင်မို့မှာ test လုပ်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ကနီးနေတယ်တော်တော်ကြီးနီးနေရဆိုတော့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်စာကယ်ပဲပုံပါပေါ့နော်အကုန်လုံးကတော့ dog ကိုတော့မြင်ရမှာမဟုတ်ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တပေးပေးနဲ့ရှာမယ်ရှာပြီးအဲ့ဒီညမှာတေချာစောင့်ကြည့်မယ်စောင့်ကြည့်ပြီးရင်ကျွန်တော်တို့ကယ်တင်လို့ရပြီပေါ့နော်အဲဒါဆိုကျွန်တော်တို့ search ကိုဘယ်လိုသုံးရလဲဆိုတာဒီဗီဒီယိုလေးကပြသွားတာပေါ့နော်အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်ဒါကတော့ search နဲ့ပတ်သက်တာလေးပေါ့နော် search နဲ့ပတ်သက်တာလေးပြီးပါပြီ